ဒီသား9သိန်းနဲ့တန်းစီရ2စီးရှစ်လက်မကိတ်မောတလုံးချရတဲ့ဖေအတွက်နိုင်ငံခြားနေပြီးတော့ယုံကြည်စွာမှာပြီးတဲ့ညီမလေးကျေးဇူးအများကြီးတင်ပါတယ်နော်။ပေါက်ပင်ရုပ်ကခွန်ယူလန်းကိုပို့ပေးခဲ့တာပါရှင်။လေးပါတယ်တဲ့ချစ်ရပါတော့ဖေနဲ့မေတဲ့မူရင်းမဆိုင်နောက်နှစ်ပေါင်းများစွာအသက်ရှည်ပြီးကျမ်းမာပျော်ရှင်ဘေးရန်ကင်းပါစေတဲ့အဖေနဲ့မေလူရစုများလည်းပြေဝပါစေလို့သမီးဆုတောင်းပေးလိုက်ပါတယ်တဲ့အဖေနဲ့မေကိုအများကြီးချစ်တယ်တဲ့သမီးအသေးလေးရပါဟုတ်ကဲ့ပါရှင်ကျမ်းမာပါစေချမ်းသာပါစေလို့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်မိဘတွေကိုကျွေးနိုင်မွေးနိုင်ပါစေဟုတ်ကဲ့ပါရှင်ဟုတ်သမီးလေးကသိတတ်ပါတယ်နော်ဖေနဲ့မေပြောဖျောင်းလန်းတွင်နေပြက်ခါလေးကျိုးထက်ကလောကတန်တွေထမ်းဖို့ကရဲ့ရင်တဲ့ဖေမိုးမြင်ခါရအောင်လို့အယိုးချင်နွမ်းတော့ပါစေထီတစ်ချောင်းလို့မိုးထားတဲ့ဖေယောက်ျားကောင်းတို့မျက်ရည်ရင်ထဲမှာလို့တိတ်ထားအခက်ခဲတွေနဲ့ဘဝတိုက်ပွဲမှာအပြုံးတွေဝင်ပြခဲ့သူအဖေပကုံးတဲ့